吧，我陪俺们是可以嘛。ဒီစာလေးတစ်ခုကိုဖက်လိုက်ရတယ်အဲ့ဒါကဘာလဲဆိုရင်အမိုးရဲ့တင်နန်းသူတယောက်ကနေပြီးတော့မှသူအခုရက်မှာသူအရန်ကိုနေမကောင်းဖြစ်နေတယ်ပေါ့နော်အမိုးရဲ့ဒီတင်နန်းတွေတက်ပြီးသွားတယ်ဆိုတဲ့အချိန်မှာသူတကယ်ကိုလိုက်နာလိုက်တယ်ဆိုတဲ့အချိန်မှာအရင်ကားထက်ပို့ပြီးတော့မှတက်တာလာတယ်လို့ပြောလာတဲ့စကားလေးကိုစာလေးကိုဖက်လိုက်ရတယ်အဲ့လိုဖတ်တယ်ဆိုတဲ့အချိန်မှာအမိုးရဲ့အတိမိတ်ဆွေတွေထဲမှာလည်းအဲ့လိုမျိုးနေမကောင်းတဲ့သူတွေပို့ပြီးတော့မှဖြားတဲ့သူတွေရှိကြတယ်အဲ့ဒီຢာကတော့ယာဒီကြောင့်လည်းဖြစ်နိုင်တယ်လို့မျိုးတချို့တွေကြရာသီကြောင့်မဟုတ်ပဲဖျားတာမျိုးလည်းဖြစ်နိုင်တယ်။မမို့ဆိုလို့ရှိရင်အရင်တော့ကရာသီကြောင့်လည်းဖျားတယ်။ပြီးခဏခဏလည်းဖျားတတ်တယ်။အဲ့လိုဖျားတယ်ဆိုတဲ့အချိန်မှာမမို့ကအခုနောက်ပိုင်းတော့အရင်လိုမျိုးခဏခဏမကြမ်းမာတာမျိုးမဖြစ်တော့ဘူး။အဲ့တော့မမို့ကျင့်သုံးတဲ့နည်းလမ်းလေးကိုပြောပြပေးခြင်းနဲ့တကယ်ကျင့်သုံးကြည့်ပါ။အဲ့တော့နံပါတ်1ချက်နံပါတ်1ကိုမမျှဝေပေးခင်မှာ NLP ကိုလေ့လာထားတဲ့သူတွေဆိုလို့ရှိရင်တော့သိပါလိမ့်မယ်စကားလုံးတွေရဲ့အကြောင်းကိုအကယ်၍ကမလေ့လာထားဘူးဆိုလို့ရှိရင်လေအမုံတို့ပြောသမျှစကားလုံးတွေဒီအမုံတို့ပြောတဲ့စကားလုံးတွေကိုစိတ်ကနာခံနဲ့မှတ်သားတယ်အမုံတို့ရဲ့ခန္ဓာကိုယ်တိုင်းမှာရှိတဲ့ဆဲတွေအကုန်လုံးကမှတ်သားတယ်နာခံတယ်အဲ့ဒီကြောင့်လေးကစကားလုံးတွေကိုဂရုစိုက်ရလိမ့်မယ်အဲ့ဒါဓမ္မတစ်ချက်အနေနဲ့စကားလုံးကောင်းကိုပြောပြရမယ်အဲ့ဒါဘလို့စကားလုံးကောင်းကိုပြောပြရမလဲဆိုလို့ရှိရင်ငါရဲ့ခန္ဓာကိုယ်ခုခံစွမ်းအားကတနေ့ထက်တနေ့ပိုပြီးတော့မှကောင်းမွန်လာတယ်ငါကတနေ့ထက်တနေ့ပိုပြီးတော့မှနုပြိုလန်းဆန်းတွက်လက်လာတယ်ငါကတနေ့ထက်တနေ့ပိုပြီးတော့မှကျမ်းမာလာတယ်ဒီလိုစကားလုံးလေးတွေကိုကိုကပြောပြပါအမုံကဥပမာအနေနဲ့ပြောတာပဲဖြစ်ပါတယ်ကိုယ့်အတွက်ပိုကောင်းတဲ့စကားလုံးတွေရှိတယ်ဆိုလို့ရှိရင်လည်းအစားထိုးပြီးတော့မှသုံးနိုင်ပါတယ်နောက်ဆုံးနံပါတ်2အချက်နောက်ဆုံးနံပါတ်2ချက်ကတော့လူတိုင်းသိပြီးတော့မှမလုပ်ကြအောင်ဒါလေးကိုလုပ်ကြည့်အရန်ကိုထူးခြားတယ်အမုံတို့တွေဖုန်းသုံးပြီးတော့မှအချိန်ကုန်သွားမယ်အစားဒီနေရာလေးတွေမှာအချိန်ပေးကြည့်လိုက်အဲ့တော့ဘာလို့ရမလဲဆိုလို့ရှိရင်အမုန်းကအရင်အိုးဆုံးစိတ်ကိုငြိမ်သွားအောင်လို့ထိုင်လိုက်ထိုင်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ်မှာရှိတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကိုကကျေးဇူးတင်ဥပမာကိုယ့်ရဲ့အုံနောက်ကိုလည်း idea ကောင်းတွေအကြံဉာဏ်ကောင်းတွေပေးလို့ကျေးဇူးတင်ရမယ်ကိုယ့်ရဲ့နားတွေကိုယ့်ရဲ့မျက်လုံးတွေကိုယ့်ရဲ့နှာခေါင်းတွေကိုယ့်ရဲ့သွားတွေကိုယ့်ရဲ့ရှာတွေကိုယ့်ရဲ့လက်ကလေးတွေကိုယ့်ရဲ့သွေးကြောတွေကိုယ့်ရင်ထဲမှာရှိတဲ့နှလုံးအသေးအဆုပ်ကြောက်ကက်ခြေထောက်တွေဒါတွေအကုန်လုံးကိုကကျေးဇူးတင်ရမယ်စဉ်းစားကြည့်ပါအမုံတို့တွေကတခုချင်းစီရဲ့အကျိုးကျေးဇူးကိုစဉ်းစားကြည့်အဲ့ဒါဆိုလို့ရှိရင်မြင်လာပါလိမ့်မယ်ဒါဒီအချိန်ဘလောက်မှမပေးရဘူး10မိနစ်10မိနစ်လောက်ပဲပေးရတယ်အဲဒါလုပ်ကြည့်လိုက်ပါအကျိုးထူးအများကြီးရှိတာကိုတွေ့ရပါလိမ့်မယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျမ်းမာကြပါစေပျော်ရွှင်ကြပါစေရှင်အမြဲတမ်းမှတ်ထားပါ Hero is you